Hello အားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မစော့တာတော့ကြာဆိုတော့ကျွန်တော်ဒီနေ့မှာတော့ mini CD တိုက်ကွန်းဆိုရက်မျိုးတော်တစ်ခုလုံးရတဲ့ခေတ်ကိုကျွန်တော်စော့မှာပဲဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်မှာပတ်စံနေအများကြီးရပေါ့နော်တာရာကျွန်တော်နည်းနည်းစော့တာတော့ဖြစ်တယ်နည်းနည်းလေးတော့စော့ထားတယ်နည်းနည်းတော့မဟုတ်များများစော့ထားတယ်အဲ့တော့ဒီမှာပေါ့နော်မိုက်ပါတယ်ဟာတိုက်တွေကတော့လေးပေါ်ပြန်နေပါတယ်ခေတ်သစ်နီးပညာရတာမသိပါဘူးဒီမှာကျုံတိုက်တွေကတော့လေးပေါ်ပြန်နေရဟာဘလို့ဖြစ်တာတိုက်တွေဟာလေဝီတိုက်တယ်ဗျာကျုံဟိုမှာကျုံကျွန်တော်ဂိမ်းဆိုးတဲ့အချိန်ကျမှဟိုမှာကျုံဟိုမှာကျုံပြေးအဲရုံပြေးပါတယ်ဒါနဲ့အဲ့ဒီနောက်တော့ကျွန်တော်စူးစမ်းကြည့်ရပါတော့ဟိုကောင်လေးများမတိသွားဘူးလားလို့ဆိုပြီးကျွန်တော်ကြည့်တယ်ဒါနဲ့ဘောလုံးကွင်းသားမှာကျွန်တော်တိုက်ခတ်သွားပါတော့တရားလူတွေကတော့ဘာမှဖြစ်သွားပါဘူးဒီမှာကျုပ်အကြီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဘာမှဖြစ်သွားဘူးမကျုပ်အကြီးပဲဒီမှာလည်းကျွန်တော် pyramid တွေစောက်ထားပါတယ်မိုက်ဒါမက္ကဆီကိုကဟာနဲ့တော့တူတယ်မက္ကဆီကိုက pyramid လာပါအဲ့ဒါနဲ့ဒါကတော့ဘောလုံးကွင်းမှာမဟုတ်ဘူးဘာမှမလုပ်ဘူးအဲ့တော့ဒီမှာကတော့ကျွန်တော်ရဲ့ CD ရတော့ရောင်းမှကြီးရပေါ့နော်ဟိုမှာဘယ်သူရောက်နေလဲစာလေးပေါ့နာမည်လေးပေါ့မနေ့ကျွန်တော်လီရင်ကွင်းနေနဲ့မြန်မာနိုင်ငံအတိုင်းညက်ပါပါတယ်โอเคတော့အိမ်ဆောက်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုဓာတ်ကြီးကိုဖြတ်မယ်ကျွန်တော်ရဲ့မြို့နာမည်ကိုတော့မြန် CD လို့ပဲပေးလိုက်တော့မယ်ဒါကြီးရလေးပေါ်မြောက်နေတော့ကျွန်တော်ဖြတ်လိုက်ဒါတွေရောဖြတ်လိုက်ဒါလည်းဖြတ်မယ်ပေါ့နော်ကျွန်တော်လေးပေါ်မြောက်နေကျွန်တော်မကြိုက်ပါဘူးဒါလေးကိုပဲဖြတ်ဒီတော့ကျွန်တော်ဒီနေ့စောင့်မယ်ပေါ့နော်အဝေးပြေးလမ်းကိုကျွန်တော်ဒီစောင့်မယ်အဝေးပြေးလမ်းဆိုဒီနားနေလည်းတွားလို့ရမှာအဲ့တော့ကျွန်တော်ကစောင့်မယ်ပေါ့နော်အဝေးပြေးလမ်းဆိုတော့ဒီမှာပြရပါ highway ပေါ့နော် highway တော့မဟုတ်ဒီလမ်းကိုကျွန်တော်စောင့်မယ်ပေါ့နော်ဒီလမ်းကဈေးတော့ကြီးမလားမသိဘူးအဲ့တော့ဒီမှာစောင့်မယ်ဆိုတော့ဒီအောက်ကနေပဲသွားလိုက်တော့မှာ highway ဘာဖြစ်တာလဲအဲ့တော့ဘာလို့ခဏတည်ရ Oh my god ဟာမရဘူးဗျကျုံဒါပြန်ထွက်မှရမယ်ပေါ့နော်အဲ့တော့ Okay တော့ကျွန်တော်အခုဒီမှာ highway လို့ပြောမှာအဲ့ဒါလုပ်ပြီးပေါ့နော်ဒီမှာမိုင်းသားတော့မသိဘူးစင်ပြေမှာဒီမှာလေးတောအုပ်လေးလည်းဒီမှာလုပ်ထားတယ်ဒီမှာဒီဘက်မှာလည်းတောအုပ်လေးတေးလေးလုပ်ထားတယ်ပေါ့နော်တောတော့မဟုတ်အဲ့လိုတက်ပင်လေးပေါ့အဲ့စိုက်ထားစင်တော့ပြေမှာဒါပြီးရင်ဒီရှေ့မှာလမ်းဖောက်မယ်ဆိုတော့ဒီမှာ road တွေပေါ့လမ်းတွေကဒီမှာနောက်ဒီလိုဖောက်လိုက်မယ်လမ်း Okay အပြီးရင်ရအဲ့ဆိုရင်ကျွန်တော်တို့စောက်စရာဒီလိုစောက်ရအောင်မယ်ပေါ့နော်အဲ့တော့ဒီမှာရေးစခန်းကိုဒီနားလေးမှာဒီလေးစောက်လိုက်မယ်နားလေးမှာစောက်မယ်ရေးစခန်းတော့ဒီမှာစောက်ပြီးရင်ထောင်ပေါ့နော်ဒီမှာထောင်ရှိရင်ထောင်ကျွန်တော်ပြမယ်ထောင်ဒါဇူးတော့မဟုတ်ကွာတော့မိုက်တော့မိုက်ရနော်အဲ့တော့ new အခုမှအစ်စ်ထွက်တာဆိုဒါလေးထားမယ်ဒီဟာလေးလုပ်ပြီးရင်ဘောလုံးကွင်းထားလာလိုက်မယ်အဲ့ဒါမှဘောလုံးတွေပါဘောလုံးပွဲတွေပါကျင်းပါပြီးကြည့်လို့ရโอเคတော့ဘောလုံးပွဲကြီးထည့်ထားမယ်ဒါပြီးရင်ကျွန်တော်ထောင်ပေါ့နော်ဒီမှာထောင်ကဒီမှာထောင်လေးကိုဒီနားလေးမှာဟောဒီလိုလေးထည့်ထားလိုက်မယ်စိုးပါအောင်နော်ကျွန်တော်ရဲ့ဒီကောင်ကအဲ့ဒီမှာ radio tower လည်းဒီနားလေးမှာထားထားလိုက်မယ် radio tower တွေပါဆက်သွယ်ပြန်မှာဆိုဒါပြီးရင်ကျွန်တော်တို့ဒီမှာ fire station
လေးတစ်ခုကိုဒီနားမှာထားလိုက်မယ်ထားပြီးဆိုရင်လည်းအိုးဒီမှာရှင်ကြော်ကြီးတွေဇူးတိုက်ကတဲ့ဆိုဇူးတိုက်ကဇူးတိုက်ကမထားဘူးကျုပ်ဘာထားမလဲဆို water tank ကိုဒီမှာထားမယ်ရှီလောင်နဲ့ဟောရှီလောင်ကန်ပေါ့ရှီဒီပါရီငတ်မှာဆိုလို့ရှီလောင်ကန်လေးဒီဘက်မှာလည်းထားတာရှီဒီပါရီငတ်မှာဆိုလို့အခု level up သွားပြီ level up သွားတော့ sky scraper ရတယ်ဒါ hospital ရတယ်ဒါပြီးပါလိမ့်လေအများကြီးပဲမိုက်တယ်နော်ဒါရ office ရုံးနေလည်းရတယ်နောက်တစ် sky scraper 3ခုရတယ်ဆိုပေါင်းတယ်အဲ့ကျွန်တော်တို့ကြိုက်သွားပြီအဲ့တော့ကျွန်တော်ဘာထည့်မလဲဆိုအထက်တန်းကျောင်း high school ထည့်မယ်အထက်တန်းကျောင်းလေးပါလေးလည်းထည့်အောင်ပါအထက်တန်းကျောင်းထည့်ပြီးရင် hospital ဆေးရုံထည့်ရမယ်အဲ့ဒါမှဟောအစီအပြေကျောင်းပြီးနားမှာပဲဆေးရုံထည့်လိုက်တော့ဒါလည်းသူကအသက်ဒီနော်ဟိုတစ်ခေါက်ကတော့မဟုတ်ကျွန်တော်အရင်တော့ဆော့တာအရင်တော့ကြည့်ရှုသူတွေတော့မပြလိုက်ရကျိုးစီသွားရအသက်နော်ဇူးလို့မထည့်တော့ပါတော့အဲ့ဒီမှာ library ထည့်မယ် library လေးပါလေးလည်းထည့်အောင်ပါ library ထည့်ပြီးရင်ကျွန်တော်တို့ဖန်ထည့်မယ်ရုံးနေပါလေထည့်ရအောင်မယ်နော်အဲ့ဒါမှoffice တော့ဒီမှာ sky scraper အတန်းကိုတွားကြည့်မယ်ရုံးနေပါရင်ရတယ်အိုးနော် sky scraper အခုက office ရုံးကသူပေးလိုက်တယ်မဟုတ်လားဒီဘက်မှာလည်းကျွန်တော်အိုးရရှိတယ်ဆိုဒီဘက်ကလည်းကြည့်မယ်အော်ဒီမှာဘေးဟိုတယ်တဲ့ကျန်ပါရင်ဘေးဟိုတယ်ထည့်လိုက်မယ်မိုက်တယ်နော်ဘေးဟိုတယ်ကြီးပဲကြိုက်ပါပြီ restaurant ဘေးဟိုတယ်အောင်မှာ restaurant တစ်ခုထားလိုက်မယ်ကိတာပြီးရင် office ရုံးကမဆန့်နော်ရုံးမဆန့်တော့ဒီဘက်မှာထားလိုက်မယ်ရုံးလေးပါလေးတည်းထားမှာကေရုံးထားပြီးရင်အဲ့ဒီမှာကစားကွင်းရုံးလေးပါလေးဆင်းကွင်းဆော့အဲ့မိုက်ပါကစားကွင်းလေးအခုထည့်ပေးတယ်အဲ့တော့ကျွန်တော်တို့ကျောင်းရဲ့မြန် CD ပေါ့နော်မြန် CD ကဘလောက်ကိုတက်လဲဆိုတော့လူကတော့9,000ကျော်1000ပြည့်တော့ဆိုတော့မစိုးပါဘူးပျော်ကြတယ်ဒါပေမဲ့ CD လိုက်ကတယောက်တော့ရှိတယ်ဆိုတော့စိုးပါနော်အဲ့ဒီနားမှာလမ်းဖောင်းမယ်ဆိုတော့ခေတော့လမ်းယူလာအောင်ဟုတ်ချာဟုတ်လာပါကွာမင်းရတယ်တော့ဒီမှာရုပ်ကလမ်းမညီဘူးရပြီတောင်းမှဒီဘက်မှာတစ်ခုဒီဘက်လှည့်လိုက်ဒီဘက်လှည့်ပြီးတော့ဒီမှာဆွဲချလိုက်ဆွဲလိုက်အားကြီးโอเคဆွဲချမယ်ဒါပြီးရင်ဒီဘက်နားကိုဒီအထိဆွဲထားမယ်ဒီအထိကိုလောက်လိုက်ဒီကောင်ကဒီလမ်းကကြတော့ကျွန်တော်တို့ဒီလိုလုံးမရအခုကသူကလမ်းဒရာကြီးอ่ะအဲ့လိုဆိုဆင်ပြီးဟုတ်တော့ဒီဘက်ဒီလိုကိုရလိုက်တော့ဒီလိုပဲရဒီလိုလိုချင်တာကိုကဒီလိုချင်တော့ဒရာကြီးဆောင်းနေတော်တော့ဟုတ်တယ်အဲ့တော့ဘာဆောင်မလဲဆိုတော့ဒီထဲမှာကြည့်လိုက်မယ်အိမ်နေပါလိလဲဆောင်းမှာနော် sky scraper လေးဆောင်းအိမ်မဆောက်သေးဘူး sky scraper ထားမစိုးထားပါလေမိုက်တယ်နော်အကွေကောက်တယ်ဒီ sky scraper ကိုခဏလေးတန်းနေမနေဒီ sky scraper ဆောင်းမယ်ဒါပြီးရင်နောက်တစ်ခု
နောက်တစ်ခုကနမ်ဆိုးပါနော်ဒါလည်းမဆိုးဘူးကောင်းတယ်ဒီဘက်မှာလည်း sky scraper နောက်တစ်ခုထပ်ထားမယ်သူရေလောင်တဲ့ကံပေါ့ရေလောင်ကံကပြီးရင်ထားလိုက်မယ်ကျွန်တော်မအိမ်လေးတွေလည်းထားအောင်အိမ်တော့မထားတော့ကျွန်တော်အိုးနန်းတော်ကြီးရနန်းတော်အောင်ဖြစ်တယ်ဒါလည်းမိပါလို့အဲ့ဒါတော့ဒီကောင်ကအရှောင်မျိုးစုံရှိတော့ဒါလေးတိုက်ဒီလေးစောင့်မဟုတ်တော့အဲ့ဒါမှလူတွေကနေလို့ရဟိုကကျွန်တော်တိုက်လည်းမစောင့်လူတွေကပမာနေမှာလားဟုတ်တော့အဲ့တိုက်လေးပါလေးလည်းစောင့်အောင်အလိုင်းကစောင့်နေရောအိတ်စားတော့လောက်မရှိတော့ပါဘူးအင်းဒီတိုက်က3တိုက်လောက်စောင့်လိုက်3တိုက်မဟုတ်5တိုက်ဒီတိုက်လောက်စောင့်လိုက်အဲ့ဒါတို့လည်းနေလို့ရတော့โอเคဆက်ဆောင်မယ်မိုက်ပါနော်တိုက်ကတိတ်မကြီးချင်းပြမကြီးချင်းကိစ္စမရှိပါတော့ဟုတ်တယ်โอเคတော့မစိုးပါမိုက်အဲ့တော့ကျွန်တော်ဒီမှာလဲဒီနားကြီးကျွန်တော်စောက်လာတယ်လမ်းလဲခင်းလိုက်ပါနော်ဒီမှာလဲပန်နာလေးတွေထည့်ထားတယ် airport တွေဒီမှာအစုံပဲပေါ့နော်အဲ့တော့ဒီမှာလဲစောက်လက်စဟာလေးတွေကျွန်တော်ထည့်ထားတယ်ဒီမှာ zoo ဆိုပြီးတော့ giraffe တွေပဲရှိတယ်โอเคတော့ကောင်းပါပြီအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပဲပေါ့နော်ပတ်ဝန်းပဲမှတ်လိုက်ပေါ့ပတ်ဝန်းကတော့လောက်တော့မဆိုလိုက်ရဘူးနော်အဲ့တော့ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲအဲ့တော့ channel တဲ့နေဆိုရင်တော့ like and subscribe လုပ်ခဲ့ပေါ့နော်ကျွန်တော်ကို Roblox ထဲမှာ friend လာ join လို့ရပါတယ်join လို့ရပါတော့ friend တော့ join လို့ရတယ်ကျွန်တော် account နာမည်က Roblox ထဲမှာကျတော့ CND 3245ဆိုပြီးတော့ရိုက်ရလိုက်ကျွန်တော် account နာမည်ရှိပါလိမ့်မယ်အဲ့တော့ရှားကြည့်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအောင်မယ် bye bye